ငါသိချင်တာကငါရဲ့နောက်ွယ်မှာငါယောက်ျားနဲ့နင်းနဲ့ဖြစ်နေတဲ့ကိစ္စမှမလေးလားနင်ငါ့ကိုမလိန်နဲ့တော့ငါအားလုံးသိပြီနော်အမှန်တိုင်းပြောမင်းမလိန်ရဲပါမမလေးအဲ့ကိစ္စဖြစ်တာ6တင်ရှိပါပါပြီဟာ6ကျင်ရှိသွားပြီအမေဖေဖေမူလိုက်တာကိုလေးအကိုလေးကပြောတော့မီအေးကိုကောင်းစေချင်လို့တဲ့ဒါမဲ့မီအေးအရန်နာတယ်မမလေးရဲ့အမေဖေဖေဟမ်ဟာမနေ့စာနေတိုင်းဓာကြီးပါပဲလားဟမ်တခြားပဲမရှိဘူးလားဟာအပြောင်းလဲလေးမလုံစမ်းပါအောင်မီအေးရဲ့ရရလေဒါဆိုမီအေးမို့တပြောင်းပြန်လာမယ်နော်ဟဲ့ဓာတ်မြန်လည်းအပြောင်းလဲဖြစ်သွားမလားဟမ်မီးကတမျိုးမျိုးပြောင်းလဲသွားမလားလို့ပါသူတို့နှစ်ယောက်တည်းလွတ်ထားလို့တော့မဖြစ်ဘူးလူဆိုတာစိတ်ကိုယ်ရမှာဖောက်ပြန်တတ်တဲ့သဘောရှိတယ်အဲ့လိုမဖြစ်အောင်ငါထင်ရမယ်ရပြီမင်းဘာလုပ်နေလဲကိုလေးကိုကော်ဖီဖွက်ပြီငါလုပ်ပေးလိုက်မယ်သွားနေမှာဟင်းချက်စရာရှိတယ်မလားသွားချက်တော့သွားမေနေငါ့အိမ်မှာအလူသမားဆိုပေမဲ့ငါနေ့အလူသမားတယောက်တွေသဘောမထားဘူးညီမတယောက်တွေသဘောထားတယ်ဆိုတာနင်သိရနော်ဟုတ်ကဲ့သိပါမလားပြီးတော့နင်စားချင်တာနင်လှုပ်ချင်တာနင်ဖြစ်ချင်တာမှန်တယ်မြငါအကုန်လိုက်လုပ်ပေးတယ်တလို့ကပဲရွာမှာရှိတဲ့နင့်အမေကိုထောက်ပံ့ချင်တယ်ဆိုလို့ငါတို့တနစ်စာလာကချိုထုတ်ထားပေးတယ်ဟုတ်တယ်နော်ဟုတ်ပါမမလေးမီးပုံမှာဘလောက်ကောင်းလဲဆိုညာဘကိုရီးယားကားလာတဲ့အချိန်ဆိုရင်မလေးဘာမှမခိုင်းတဲ့ဒီကောင်းနေဆိုမီးသိပါတယ်အဲ့ဒါဆိုငါမေးတဲ့စကားကိုနင်အမှန်တမ်းဖြေမီးမဟုတ်တော့ဘာမှမလုပ်ပါဘူးမလေးဟောငါဘာမှမမေးရသေးဘူးနင်မလုံးမလဲဖြစ်နေပြီမီးတကယ်ဘာမှမလုပ်ပါဘူးမလေးခိုးတာဖွတ်တာမီးဝါသနာမပါပါဘူးဟိုလေဒီနေ့တော့မမလေးပေးရစီဖို့တိုင်းအတိအကျဝယ်ခဲ့တာပါလို့ငါအဲ့ကိစ္စမေးနေတာမဟုတ်ဘူးဈေးဘိုးကိစ္စကိုလည်းငါစိတ်ဝင်စားအောင်ငါသိချင်တာကငါရဲ့နောက်ွယ်မှာငါယောက်ျားနဲ့နင်းနဲ့ဖြစ်နေတဲ့ကိစ္စမှမလေးလားနင်ငါ့ကိုမလိန်နဲ့တော့ငါအားလုံးသိပြီနော်အမှန်တိုင်းပြောမီးမလိန်ရဲပါမမလေးအဲ့ကိစ္စဖြစ်တာ6တင်ရှိပါပါပြီဟာ6ကျင်ရှိသွားပြီအမေဖေမူလိုက်တာကိုလေးအကိုလေးကပြောတော့မီးအေးကိုကောင်းစေချင်လို့တဲ့ဒါမဲ့မီးအေးအရန်နာတယ်မမလေးရဲ့အမေဖေဟဲ့မီးဟဲ့နေတီတက်ကြီးပဲရှိနေပြီဒီလိုစကားမျိုးတွေငါအရှင်မပြောတင်လားမပြောတင်လားဒီလောက်တွေလုံးတင်လားမလုံးတင်ဘူးလားဆိုတော့နေမစင်းစားဘူးလားဟဲ့ဟုတ်ပါမလေးမီးလေးလေပြောတင်တာလုံးတင်တာတွေကိုလောက်ပါတယ်ဒါမဲ့လေအကိုလေးကမီးအေးကိုထုံးရမလားအားမလားဆိုပြီးတော့ခေါင်းခောက်တာ6တင်ရှိသွားပါပြီဘလို့ဟုတ်ပါမလေးရဲ့အကိုလေးကလေမမလေးရှိမှဆုံးမလို့ရှိရင်မမလေးကဘာလဲမီးအေးကိုညီမလေးတယောက်လိုချစ်တယ်ဆိုတော့ရှေ့ကနေကာစီလောက်မှာဆိုလို့တဲ့မမလေးနောက်ကမှခေါင်းခောက်ပြီးဆုံးမတာပါဒါပေမဲ့မီးအေးကနာပေမဲ့လေဘသူ့မှစိတ်မဆိုးပါဘူးဟဲ့မီးနင်ပြောတဲ့6ကျင်းဆိုတာခေါင်းခောက်တာပဲလားတခြားဘာကိစ္စမှမပါဘူးနော်တခုတည်းပါမမလေးဘာကိစ္စမှမပါပါနင်သိကြတယ်နော်သိကြပါတယ်မမလေးဘာဖြစ်လို့လဲဘာမှဖြစ်ပါဘူးနင်လှုပ်ရရှိတာကိုဆက်လုပ်တော့စာဂါယိုနောက်တော့တမျိုးတို့လို့ချစ်ပြန်ဆိုလေမင်းရှိမနင်အဲ့ဒီတချို့မစုံနဲ့ဒါပါနဲ့ဆိုခဏခါရှိပါ